မင်းပင်မန်းတဲ့နေ့တွေမှာခုနာကိုတင်လေးဖြစ်ချင်မှဖြစ်မယ်ဒါပေမဲ့ကိုကတော့မင်းပြန်လာလို့ရမယ်အိမ်လေးဖြစ်ပေးချင်တာလောကကြီးကမင်းပေါ်ဘလောက်ပဲရက်ဆက်ပါစေလူတွေကပဲမင်းကိုစိတ်ပြအောင်လုပ်လို့မင်းရင်းပင်ပန်းပြီးမူချင်တဲ့နေ့တွေရှိလာခဲ့ရင်ဒီဘက်ကိုပဲလှည့်လာခဲ့ပါနော်တိတ်ထိတ်တွေကလှပပေမဲ့လွင်ပါတကြတယ်ကိုကတော့မင်းတို့ဘယ်တော့မှယူရှာမသွားပဲတနေရာထဲမှာစောင့်ကြည့်နေမဲ့အိမ်လေးတစ်လုံးမှာစိတ်တန်ရာတွေနဲ့မောဟိုက်နေတဲ့အခါအားကိုးရမဲ့တယ်လို့ခံစားရတဲ့အခါဒီရင်ဝင်မှာစိတ်ချမ်းသာစွာနဲ့အိပ်ဆက်အနားယူပါဒီအိမ်လေးကမင်းတို့ဘယ်တော့မှတကားပိတ်မထားတဲ့အနှွေးထွေးဆုံးနဲ့အလုံးချုံဆုံးနေရာလေးအဖြစ်မင်းနားမှာအမြဲတမ်းရှိနေပြီးမှမလို့ပါပင်လေကြောကပြတ်တဲ့သမုဒ္ဒရာချီရဲ့ရည်ပြင်းကျဲကြီးတဲ့မှာအသက်စားထွက်အိုမခံချောင်းမဲ့ကိုချင်များပေးစရဲ့ပြောက